အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့တန်ပေါက်လိုမအီပဲနဲ့အနံ့မွေးမွေးလေးနဲ့အရန်စားလို့ကောင်းတဲ့နှမ်းမဲထမင်းချက်နည်းလေးကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာမိသားစုနဲ့အိမ်မှာလှုပ်ရှားလေးရတယ်ဒါမှမဟုတ်ရောင်းမယ်ဆိုလို့ရှိရင်လည်းရောင်းနှမ်းဝင်နဲ့ကျွန်တော်တို့ချက်နည်းလေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ဆန်နို့စပူးနှစ်ဘူးစာကိုအသုံးပြုပြီးချက်ပြပေးမှာဖြစ်ပါတယ်ချက်ပေါင်နှစ်ချောင်းအသုံးပြုပေးထားပါတယ်ခင်ဗျာချက်ပေါင်နှစ်ချောင်းကိုနေတော်လေးတုံးပြီးတော့ရေပြောင်ဆေးပြီးတော့ရတာအတွက်စားတစ်စုံထည့်ပါမယ်တခြားတစ်စုံထည့်ပါမယ်ကြက်သားမုန့်နှစ်စုံထည့်ပါမယ်ခင်ဗျာစနစ်မုန့်လေးထည့်မယ်အရောင်တင်မုံလေးတစ်စုံထည့်ပါမယ်ဒါကတော့ကျွန်တော်ဓာတ်ပေါင်းမဆလာကို2ထုပ်လောက်ထည့်လိုက်ပါတယ်ခင်ဗျာဂျင်းနဲ့ချစ်သူမြူထောင်းထားတာကိုအရင်ညှစ်ပြီးတော့အဖက်ပါတစ်ခါလေးထည့်ပြီးတော့ကျွန်တော်တို့တမတ်တော့အောင်နေပါမယ်ဒီနေရာမှာကျွန်တော်ကတော့ရှာလိုက်ကကြီး2ဖုံးထည့်ထားပါတယ်ချက်ပေါင်2ချောင်း1000မိုးကိုကျွန်တော်အသုံးပြုပြီးတော့ချက်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာတသားလေးတွေကိုရတာခုလိုမျိုးစိတ်နေအောင်လို့ကြကြလေးနေပြီးနှက်ပြီးတော့အနည်းဆုံး45မိနစ်တနားရီလောက်နှက်ပေးထားပါမယ်ခင်ဗျာအရင်ဦးဆုံးသားလေးတွေနေပြီးတော့ရတာဝင်အောင်နှက်ထားတဲ့အချိန်မှာထမင်းချက်ဖို့စပြီးတော့လုပ်ပါမယ်ဆန်တို့စပူနှစ်ပုတ်အသုံးပြုပေးထားပါတယ်ထမင်းချက်တဲ့နေရာမှာလည်းအရင်မကက်ခဲပါဘူးကျွန်တော်တို့ဆန်ကိုပုံမှန်ဆေးနေကြတိုင်းပဲဆေးပြီးတော့ရေကိုလည်းကိုထမင်းအပြော့မှာပုံမူတည်ပြီးတော့ပုံမှန်ချက်နေကြတိုင်းပဲချက်ပေးရမှာဖြစ်ပါတယ်ကဲကျွန်တော်ကတော့ဆန်တို့စပူနှစ်ပုကိုရေလက်တစ်စက်သားလေးထည့်ပေးထားပါတယ်ဒါကတော့ထမင်းနဲ့ထည့်ဖို့အတွက်ထောပတ်5ချက်သားကိုကြိုပေးရမှာဖြစ်ပါတယ်ခင်ဗျာထောပတ်ကြိုတဲ့နေရာမှာတစ်ချပိုးကောက်ရယ်ကရဝေးရွက်ရယ်ထည့်ပြီးတော့ကြိုပေးရမှာဖြစ်ပါတယ်ဒါမှထောပတ်နဲ့လေးမွေးပြီးတော့ smell လေးတွေကပို့ပြီးတော့ထပ်လာမှာဖြစ်ပါတယ်ဒီခုလိုကြိုပြီးဆိုလို့ရှိရင်တော့ဆန်လည်းရေစုပြီးဆိုလို့ရှိရင်တရားတစ်စုံစားတစ်စုံထည့်ပေးရပါမယ်ကိုချက်တဲ့အနေများကိုမူတည်ပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်ဆန်နိုးစပူနှစ်ဘူးကိုထောပတ်စီ5ချက်သားနည်းနည်းလေးများပါတယ်ကိုချက်တဲ့ခါကျရင်လျှော့ပေးလိုက်ပါစီရွှဲလေးစားကြတယ်ဆိုလို့ရှိရင်တော့မလျှော့လေးရပါတယ်စီထည့်ပြီးလို့ပြန်ချက်လို့ထမင်းနှက်ခံနေချိန်မှာတစ်ခါတော့ပြန်မှုပေးရပါမယ်မှုတဲ့အချိန်မှာတော့အရွက်တွေကိုဖယ်ထုတ်လို့ရပါပြီမဖယ်ခြင်းလည်းရပါတယ်ကျွန်တော်စားတဲ့အခါရှုပ်မှဆိုလို့တစ်ခါတည်းဖယ်လိုက်ပါတယ်ယခုလိုမျိုးဖယ်ပြီးဆိုလို့ရှိရင်တော့ပဲစိမ်းရံမုံလာဥရီလေးရဲ့ကျွန်တော်တို့ထည့်ပါမယ်ခင်ဗျာဒီနေရာမှာတပြစ်6တို့ဒီဟိုစီတို့ကြိုင်ထည့်လို့ရပါတယ်ကျွန်တော်တို့ကတော့အဲ့ဒါတွေမကြိုက်တဲ့တော့မထည့်တော့ပါဘူးခုလိုမျိုးတမတော့အောင်မှုပြီးဆိုလို့ရှိရင်တော့အပေါ်ကနှမ်းလော်ထားတာလေးဖြူပြီးတော့အဖုံးအုပ်ပြီးနှက်လိုက်တာနဲ့ထမင်းလေးရပါပြီခင်ဗျာအနံ့မှုပြီးတော့ရမ်းစားလို့ကောင်းတဲ့ထမင်းလေးချက်ပါပြီခင်ဗျာထမင်းကိုနှက်နေတဲ့အချိန်မှာစက်သားဟင်းချက်ဖို့အတွက်အရင်ဦးဆုံးစက်သွနီအလုံး20ကိုပပလီထားတာလေးစပြီးတော့စက်သွနီကြော်ပေးပါမယ်ခင်ဗျာစက်သွနီကြော်မကြော်ခြင်းဘူးဆိုလို့ရှိရင်လည်းကြော်ပြီးသားလေးကိုအသုံးပြုလို့ရပါတယ်ကျက်သွနီကြော်တဲ့နေရာမှာလည်းမီးအေးလို့မရပါဘူးမီးနည်းနည်းပြင်းပြင်းလေးနဲ့အဆက်မပြတ်မှုပေးနေရပါမယ်ဒါမှကျက်သွနီကြော်ကအကျက်ညီပြီးလှမှာဖြစ်ပါတယ်ခင်ဗျာကျက်သွနီကြော်လေးတွေချက်ပြီဆိုလို့ရှိရင်တော့စီစစ်ပြီးတော့ခဏလောက်ဖယ်ထားလိုက်ပါကျက်သွန်ကြော်တဲ့စီနဲ့ပဲအသားကိုတော့အပေါ်ရန်ကြောလေးတင်းတဲ့ဒီကျွန်တော်တို့တွေစီပူထိုးပေးရမှာဖြစ်ပါတယ်ခင်ဗျာဒါမှချက်တဲ့အခါမှာအကြာကြီးမချက်ရသလိုစားတဲ့အခါမှာလည်းတင်းတင်းလေးနဲ့ပို့ပြီးတော့စားလို့ကောင်းပါတယ်ခင်ဗျာဗမာချက်ပဲဖြစ်ဖြစ်စီပူချက်ပဲဖြစ်ဖြစ်အခုလိုစီပူထိုးပြီးတော့နှက်တာပို့ပြီးတော့ရတာဝင်ပြီးတော့စားလို့ကောင်းပါတယ်ဒီချက်နည်းလေးရပါတော့အိမ်မှာမိသားစုနဲ့ပဲလှုပ်ရှားစားအလှူဒန်းနေမှာပဲချက်ကြွေကိုယ်တိုင်ပဲချက်ရောင်းခြင်းတာဖြစ်ဖြစ်အရန်ဟိုမှာအဆင်ပြေတဲ့ချက်နည်းလေးဖြစ်ပါတယ်ခင်ဗျာဆန်နိုးစဘူးနှလုံးဆိုလို့ရှိရင်ဆိုင်မှာရောင်းတယ်9ပွဲ6ပွဲပေါ့နော်ထန်ကုန်9ပွဲထိရပါတယ်ခင်ဗျာစက်သားလေးတွေခုလောက်အနေထားလေးတွေချက်ပြီဆိုလို့ရှိရင်တော့ဆယ်ထားလိုက်ပါမယ်ဆယ်ပြီးတဲ့အချိန်မှာစက်သားချက်ဖို့အတွက်စီလေးနဲ့ငယ်လျှော့လိုက်ပါမယ်ခင်ဗျာစီလျှော့ပြီးတဲ့အချိန်မှာတော့ကြံနေသေးတဲ့ကြက်သွန်နီကိုကျွန်တော်တို့တွေအနံ့မွေးလာပြီးအနေငယ်နွမ်းသွားတဲ့ဒီစီတက်ပေးရမှာဖြစ်ပါတယ်စီတက်တဲ့အချိန်မှာကြက်သားနေထားတဲ့ဂျင်းနဲ့ကြက်သွန်မျိုးလေးပဲတစ်ခါလေးထည့်သက်ပါမယ်ဒါကတော့ကြက်စီဘူးနဲ့ကြက်စီပဲလေးကျွန်တော်တစ်ခါလေးထည့်မှုလိုက်ပါတယ်စမဲအတွက်ကတော့ကရဝေးရွက်ကြက်ဘိုးကောင်နက်ပွင့်ရဲ့ကျွန်တော်တို့လေးချင်းပွင့်လေးနင်းငယ်ထည့်ပေးရမှာဖြစ်ပါတယ်ဒါမှအနံ့လေးပို့ပြီးတော့မွေးစီမှာဖြစ်ပါတယ်ခင်ဗျာအနံ့လေးတွေမွေးလာပြီဆိုလို့ရှိရင်တော့အယောင်လှဖို့အတွက်အယောင်တမုံလေးတစ်စုံနီးပါးလောက်ထည့်ပေးရပါမယ်အယောင်တမုံကောင်းလို့ရှိရင်တော့နင်းငယ်ပဲထည့်လို့ရပါတယ်အယောင်တင်မုံလေးထည့်ပြီးတော့တမတော့မှုပြီးဆိုလို့ရှိရင်တော့ရေလေးနည်းငယ်ထည့်ပါမယ်ခင်ဗျာရေနည်းငယ်ထည့်ပြီးလို့ရှိရင်ရေနည်းငယ်စုအောင်စောင့်မယ်ရေစုလာပြီဆိုလို့ရှိရင်တော့အရသာတော့စက်သားမုံ2စုံထည့်ပါမယ်တကြားတစ်စုံထည့်ပါမယ်စားလေးနည်းငယ်ထည့်ပါမယ်ခင်ဗျာအငံအတွက်အဖို့အတွက်ကတော့မိမိစိတ်ကြိုက်အသုံးပြုလို့ရပါတယ်ငပြာရီကိုလုံးဝအသုံးမပြုရပါဘူးခင်ဗျာကိုလိုချင်းနဲ့ရတာရပြီဆိုလို့ရှိရင်တော့ကြော်ထားတဲ့စက်သားလေးထည့်ပြီးတော့တမတော့မှုလိုက်မယ်အပေါ်ကနေပြီးတော့ကြော်ထားတဲ့စက်သွန်နီကြော်လေးနှံ့တော့ဖြူပေးရပါမယ်ခင်ဗျာစက်သွန်နီကြော်ကိုကိုယ်တိုင်ကြော်တာနဲ့ကြော်ပြီးသားသုံးတာနဲ့ကိုယ်တိုင်ကြော်တာပို့ပြီးတော့ချို့စီပါတယ်ခင်ဗျာကျွန်တော်အနေငယ်ခြံထားပါမယ်ငယ်သီးနဲ့ငယ်သီးကြော်လေးပြုလုပ်ဖို့ပါစက်သွန်နီကြော်လေးအခုလိုမျိုးဖြူပြီးပြီဆိုလို့ရှိရင်တော့ဖုံးလေးအုပ်ပြီးတော့မီအေးနဲ့ကျွန်တော်တို့တွေ15မိနစ်လောက်ဒီနှက်ပေးထားရင်တော့စက်သားဟင်းလေးရပါပြီခင်ဗျာဒီနေရာမှာကျွန်တော်တို့လိုမျိုးပန်အိုးမရှိတဲ့သူတွေအတွက်ကတော့ရိုးရိုးတန်အိုးနဲ့ပဲမီသွေးမီလေးနဲ့အပေါ်မီအောက်မီအေးလေးနဲ့ကျွန်တော်တို့15မိနစ်လောက်နှက်ပေးတာနဲ့ဟင်းလေးရပါပြီခင်ဗျာကဲအခုဆိုလို့ရှိရင်တော့အနံ့လေးမွေးပြီးတော့အရန်စားကောင်းတဲ့စက်သားဟင်းလေးရပါပြီခင်ဗျာစက်သားဟင်းချက်ပြီဆိုတော့ထမင်းဦးကလည်းကျွန်တော်တို့ချက်နေပါပြီအခုလိုမျိုးဖုံးလေးဖွင့်လိုက်တာနဲ့ထောပတ်နဲ့မှုမွေးလေးနဲ့အရန်စားလို့ကောင်းတဲ့နှက်မဲ့ထမင်းလေးရပါပြီခင်ဗျာ
ဒီနေရာမှာနှက်မဲကနဲတယ်ဆိုလို့ရှိရင်ထပ်ထည့်ပေးလို့ရပါတယ်ကျွန်တော်ကတော့အခုလောက်နေထားပဲကြိုက်တဲ့အတွက်မထည့်တော့ပါဘူးခင်ဗျာဒီမိမိစိတ်ကြိုက်ပြင်ဆင်ပြီးတော့သုံးဆောင်လို့ရပါပြီခင်ဗျာကြည့်ရှုအားပေးနေသူတို့တယောက်တိုင်းကိုကျေးဇူးထူးတင်ပါတယ်ခင်ဗျာကျွန်တော်ဒီဗီဒီယိုလေးတွေကိုကြိုက်နေတဲ့ဆိုလို့ရှိရင်တော့ like and share လုပ်ပေးသွားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာကျွန်တော်အကောင့်လေးကိုလည်း follow မလုပ်ရသေးရင် follow လုပ်ဖို့တောင်းဆိုပါတယ်ခင်ဗျာအားလုံး bye bye